တူဒီရှစ်မိတ်ဆွေညီကိုမောင်နှမများအားလုံးပဲမင်္ဂလာပါကျွန်တော်ကစေတနာအဖြစ်နဲ့ပေးတာပါနော်စေတနာနဲ့ပေးတာပါဒါလေးဦးတော်တော်ကိုမမကြီးကြီးအန်ဒီအားလုံးပေါ့နော်တူဒီပါဒနာရှင်ညီကိုမောင်နှမများအားလုံးကိုဒါကအခု2026 3လပိုင်း2ရက်နေ့ကနေစပြီးတော့အင်္ဂါနေ့ကတော့ပိတ်ရက်ပေါ့နော်အင်္ဂါနေ့ပိတ်ရက်ဝင်သွားတဲ့အတွက်တလင်းလာဗုဒ္ဓဘုရားတာပရိတောက်ကြဒီ၄ရက်ပဲဆိုရမှာပေါ့နော်ဒီ၄ရက်မှာဒါလေးကစိန်ပတ်တီစာရူပတ်တီမပြောက်ပတ်တီတစ်လုံးနဲ့ပတ်တီနဲ့ပတ်သက်တဲ့မိန်အောကွက်နှစ်ကွက်နဲ့ဒူမိန်နှစ်ကွက်ရဲ့ပြီးရင်ကျွန်တော်မွေးကနန်း၄ကွက်ပေးပါမယ်အဲ့တော့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုထူးသည်ဖြစ်စေမထူးသည်ဖြစ်စေယုံသည်ဖြစ်စေမယုံသည်ဖြစ်စေကျွန်တော်ကိုစောင့်ကြည့်ရှင်နေကျွန်တော်ရဲ့ကဏ္ဍလေးတွေကိုကျွန်တော်စေတနာနဲ့တင်ပေးတာကိုဇီဘိုးလေးပဲစောစောနော်မယုံရင်1000မှုစောမဲ့နေရာမှာ100ဘူးစောပါစမ်းစောကြည့်ပါလို့ပဲကျွန်တော်ပြောချင်ပါတယ်ကျွန်တော်ရဲ့ပတ်တီးကပျောက်မဲ့ပတ်တီးမျိုးကျွန်တော်မပေးပါဘူး100ရာခိုင်နှုန်းမပျောက်ပတ်တီးကျွန်တော်ပေးမှာပါဒါကြောင့်မို့လို့စမ်းစောကြည့်ပါကျွန်တော်ကလည်းအခုမှဗီဒီယိုလေးတွေကိုတင်နေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုအချိန်မီပြန်ကြည့်ချင်တယ်ဆိုရင်တော့ subscribe ပါလေးနှိပ်ပေးတာပါ subscribe လေးကိုနှိပ်ထားပေးပါပြီးလို့ရှိရင် like ကလေးတွေပေးပါ like and share လေးတွေလုပ်ပေးပါလို့မေတ္တာရက်ခံပါတယ်ညီကိုမိတ်ဆွေတို့အနေနဲ့နော်အန်ဒီလေးလေးတွေအနေနဲ့လက်မလေး like ကလေးနှိပ်ပြီး subscribe ပါလေးနှိပ်ထားရုံနဲ့ကျွန်တော်တင်ပေးတာလေးတွေကိုကြည့်ရမှာဖြစ်ပြီးတော့ကျွန်တော်တင်စေတနာနဲ့ပေးတာလေးတွေကိုပဲလိုက်ပြီးတော့စော့ရမှာပါကိုစော့တဲ့ပုံမှာကိုယ့်ရဲ့ငွေစရာလေးနဲ့ကိုယ့်ဟာကိုယ်ချိန်ကိုက်ပြီးစော့ပါကျွန်တော်ပြောပါမယ်နော်ပတ်တီဇာရူပတ်တီစိန်ပတ်တီလေးကတော့ရှောက်ပတ်တီပဲဖြစ်ပါတယ်မပြောက်ပတ်တီရှောက်ပတ်တီပါရှောက်နဲ့ပတ်သက်တဲ့ main ကွက်နှစ်ကွက်ကတော့2ရှောက်3ရှောက်ဒီ main အရင်ကတော့9ရှောက်10ရှောက်ပါငွေကနန်း၄ခွက်အနေနဲ့ကတော့1 2ရယ်1 3ရယ်1 6ရယ်1 9ရယ်4ခွက်ဖြစ်ပါတယ်ဗျနော်ပြန်ပြောပေးမယ်ဇာရူပတ်တီက6ပါစိန်ပတ်တီမပြောက်ပတ်တီ6ပါပထမ main ကွက်2ကွက်ကတော့3ရှောက်2ရှောက်ဒူ main က9ရှောက်10ရှောက်ပါငွေကနန်း၄ခွက်ကတော့1 2 1 3ရှောက်21 2 1 3 sorry 1 2 1 3ရယ်1 9 1 8ရယ်ပါနော်မွေးကနန်း၄ခွက်ဖြစ်ပါတယ်မွေးကနန်း၄ခွက်ကတော့ပပပဲဆော့ပါဇာတုပတ်တီကိုအဓိကထားဆော့ပေးပါဗျနော်အားလုံးပဲဒီကောင်းကြပါစေကျမ်းပါ